ပါကစ္စတန်ကအာဖဂန်နစ္စတန်မြို့တော်ကိုပုံကျဲပြီးအိုပန်ဝါစစ်ကြေညာအိန္ဒိယနိုင်ငံများဖြစ်ကြသောပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့မှာမကြာသေးမီများကာလတွင်နှစ်နိုင်ငံဆက်ဆံရေးပြိုလဲသွားပြီးနောက်ယနေ့နံနက်ပိုင်းမှာပါကစ္စတန်ကပုံကျဲပြီးအိုပန်ဝါစစ်ကြေညာလိုက်ပါတယ်။ယနေ့ဖေဖော်ဝါရီလ29ရက်နေ့နက်စောပိုင်းမှာအာဖဂန်နစ္စတန်မြို့တော်ခက်ဘူးနဲ့အခြားသောအဓိကမြို့ကြီးများကိုပါကစ္စတန်နိုင်ငံကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ယမန်နေ့ဖေဖော်ဝါရီလ26ရက်ညနေကနယ်စပ်ဒေသတွင်ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များကိုအာဖဂန်နစ္စတန်တပ်ဖွဲ့ဝင်များမှဝင်ရောက်တိုက်ခိုက်ခဲ့၍လက်တုံ့ပြန်သည့်အနေဖြင့်တရားစစ်ပွဲကိုစတင်လိုက်ခြင်းဖြစ်ပါတယ်။ပါကစ္စတန်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုနဲ့စစ်ပွဲကြေညာခြင်းကြောင့်ကာတာနိုင်ငံမှဂျောင်းဝင်စစ်ဆက်ညှိနှိုင်းပေးထားသောပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အကြားအပြည့်ခတ်ရဲစဲရေးမှာပြက်ပြယ်သွားနိုင်ခြေရှိနေပါတယ်။ပါကစ္စတန်ရဲ့တိုက်ခိုက်မှုကြောင့်မြို့တော်ခက်ဘူးမြို့မှာနေရာ3ခုထပ်မံမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုရှိမရှိအခြေအနေကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့အာဖဂန်နစ္စတန်အစိုးရအဖွဲ့မှထုတ်ပြန်ထားပါတယ်။လက်ရှိမှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့မှာနယ်စပ်ဒေသကိုလုံခြုံရေးတင်းကျပ်ထားပြီးစစ်ရာအများပြားနဲ့နှစ်ဖက်စီမှာတင်းမာလျက်ရှိနေကြပါတယ်။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ကြားငြိမ်းချမ်းရေးရရှိရေးအတွက်ကာတာနဲ့တူရကီတို့ကဆွေးနွေးပွဲများစွာနဲ့ဂျောင်းဝင်စစ်ဆက်ညှိနှိုင်းပေးပေမဲ့အပြည့်ခတ်ရစဲရေးမှာအောင်မြင်မှုမရရှိသေးပါအာဖဂန်နစ္စတန်ရဲ့ရန်လိုတဲ့အပြုအမူများကိုအပြည့်အဝကာကွယ်ရင်ဆိုင်တပ်ပွဲဝင်သွားမည်ဖြစ်ပြီးစိတ်ရှည်သီးခံမှုကအကန့်အသတ်သို့ရောက်ရှိသွားပြီလို့ပါကစ္စတန်ဘက်ကပြောဆိုထားပါတယ်